ကျိုးပြုကိစ္စရပ်တွေထဲမှာလမ်းပန်းဆက်သွယ်ရေးအပါအဝင်အခြေခံအဆောက်အုံကောင်းမွန်အောင်တည်ဆောက်မှုတွေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့လျှက်စစ်မိနေရေးကိစ္စတွေလည်းပါဝင်ပါတယ်။ကျမတို့အစိုးရတာဝန်ယူချိန်မှာတနိုင်ငံလုံးလျှက်စစ်မိရရှိမှုမှာ34%ပဲရှိခဲ့ပါတယ်။ဒီကနေ့ဒီအချိန်မှာတော့တနိုင်ငံလုံးရဲ့58%နီးပါးရရှိနေပြီးတော့2025ခုနှစ်မှာတနိုင်ငံလုံးရဲ့85% 2030ပြည့်နှစ်မှာတနိုင်ငံလုံး100%ကျော်ရရှိလာအောင်ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းအသိပေးလိုပါတယ်။ဒါအပြင်လူတိုင်းလက်လှမ်းမီနိုင်တဲ့ကျန်းမာရေးလွှမ်းခြုံမှု Universal Health Coverage ဆိုတာကလည်းကျမတို့ကတိကဝတ်ပြုထားခဲ့တာပါ။ရှေ့လာမယ့်9နှစ်တာအတွင်းမှာလိုအပ်တဲ့ဆေးဝါးပစ္စည်းကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုပြည်တွင်းမှာပဲထုတ်လုပ်နိုင်ဖို့နိုင်ငံတကာအဆင့်မီဆေးရုံတွေဆေးကမ်းတွေနဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနည်းပညာတွေတိုးတက်မြင့်မားလာဖို့ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်မြင့်တင်ပြီးပြည်ပထွက်ငွေလျှော့ချနိုင်ဖို့အတွက်ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းနယ်ပယ်မှာယင်းနှိမ့်မြုံနှံမှုတွေတရှိန်ထိုးတိုးတက်လာဖို့အထူးစီမံချက်တွေအချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မြန်မာစီးပွားရေးထိခိုက်မှုကိုတွန်းလှန်လွန်မြောက်နိုင်ရေးပြုပြင်ပြောင်းလဲရေးစီမံချက် MBRRP မူကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။အဲ့ဒီစီမံချက်မှာပါတဲ့ကာလ